ပွဲဦးထွက်တဲ့အာဆင်နယ်ပြည်သက်တွေကိုရင်ခုန်စေခဲ့တဲ့ကစားသမားတစ်ယောက်ပေါ်လာပါပြီသူကတော့ခရစ်စတိုဇိုလစ်ပဲဖြစ်ပါတယ်ဟေးဘုတ် TikTok နဲ့ YouTube မှာကြည့်ရှုတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအရှာဆင်နယ်ကွန်တန့်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ခရစ်စတိုဇိုလစ်အကြောင်းကိုထပ်ပြီးတော့ပြောချင်ပါတယ်ခရစ်စတိုဇိုလစ်ဟာကိုဗင်ထရီကို3-0နဲ့အနိုင်ရခဲ့တဲ့အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ရာသီဖွင့်ပွဲမှာပွဲဦးထွက်တဲ့သူ့ရဲ့အရေးအသွေးကိုထင်ရှားစွာပြသခဲ့ပါတယ်အထူးသဖြင့်အမြန်နှုံးနဲ့တဦးချင်းကြော်ဖြတ်မှုမှာဘယ်တောင်မှန်ကနေဘောလုံးရတိုင်းကိုဗစ်ထရီခံစစ်ကိုဓာတ်ရိုက်စင်ခေါ်ပြီးဒီဖန်တာတွေကိုနောက်ဆုတ်စေခဲ့ပါတယ်ပရက်စင်းရဲ့ဘောလုံးပြန်လဲရယူမှုအပိုင်းမှာလည်းကာယာဘက်ရဲ့အဖွင့်ကိုမတိုင်ခင်ခရစ်စတိုဇိုလစ်ကဖိုင်နယ်တက်ထဲမှာဘောလုံးပြန်လဲရယူနိုင်ခဲ့ပြီးအဲဒီကနေအာဆင်နယ်ရဲ့တိုက်စစ်ကဂိုးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဖြတ်တင်ဘောရဲ့အရေးသွေးကိုကြည့်မယ်ဆိုရင်ဒုတိယဂိုးမှာခရစ်စတိုဇိုလစ်ရဲ့ဖြတ်တင်ဘောကိုကိုဗင်ထရီဂိုးသမားကမထိန်နိုင်ခဲ့တာကြောင့်ဘူကာယိုဆာကာကအခွင့်အရေးရယူပြီးဂိုးသွင်းနိုင်ခဲ့ပါတယ်။ဆုံးဖြတ်ချက်ချနိုင်မှုအပိုင်းမှာလည်းဘောလုံးရတဲ့အချိန်ကိုကိုယ်တိုင်အတင်းအကျပ်လုပ်ဖို့မဟုတ်ပဲဘယ်အချိန်မှကြော်ဖြတ်မလဲဘယ်အချိန်မှဖြတ်တင်မလဲဘယ်အချိန်မှအသင်းဖော်တွေကိုပေးမလဲဆိုတာကောင်းကောင်းဆုံးဖြတ်နိုင်ခဲ့တယ်။ physicality နဲ့ယုံကြည်မှုကိုကြည့်မယ်ဆိုရင်လည်း Premier League ရဲ့ပြင်းထန်တဲ့ physical game ကိုလည်းအဆင်ပြေပြေရင်ဆိုင်နိုင်ခဲ့ပါတယ်။အရင်ကနော်ဝစ်စီးတီးမှာပရီးမီးယားလိဂ်အတွေ့အကြုံရှိခဲ့တာကလည်းအခုအာဆင်နယ်နဲ့ပြန်ကစားရမှာအထောက်အကူဖြစ်ခဲ့တယ်လို့ကျွန်တော်မြင်ပါတယ်။အရေးကြီးဆုံးကတော့အဆင့်မရခဲ့ပေမဲ့အာဆင်နယ်ရဲ့ပထမနဲ့ဒုတိယနှစ်ဂိုးစလုံးမှာဒီခရစ်စတိုဇိုလစ်ရဲ့ပါဝင်ပတ်သက်မှုကအလွန်ထင်ရှားခဲ့ပါတယ်။ Community Shield မှာအဆင့်2ကြိမ်ပရီးမီးယားလိဂ်ပွဲဦးထွက်မှာလည်းဒီလိုတက်ရောက်မှုရှိတဲ့ performance ပြသခဲ့တာကြောင့်ခရစ်စတိုဇိုလစ်ဟာဒီရာသီမှာအာဆင်နယ်ရဲ့အရေးကြီးတဲ့တောင်ပန်ကစားသမားတစ်ယောက်ဖြစ်လာမလားဆိုတာကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ချင်းမိတ်ဆွေတို့ရောခရစ်စတိုဇိုလစ်ရဲ့စွမ်းဆောင်ရည်ပေါ်ဘယ်လိုမြင်ကြလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုအောက်ကကွန်မန့်မှာဝင်ရောက်ရေးသားလို့ရပါတယ်။ကျွန်တော်ရဲ့အရှာအစနဲ့ content page လေးကို follow လုပ်ကာ like and share ပေးသွားကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။